လူမိုက်လန်းဆုံးဒုက္ခတုံစမယ်ပြိတ္တာလူမိုက်လန်းဆုံးဒုက္ခတုံဆိုတာတခြားမဟုတ်ပါဒီဇာလက်စလို့နောက်ပိုင်းနာရရင်လည်းသိမှာပါစောစောကလည်းပြောပြီးသားဖြစ်နေပါကျွတ်တော်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတတ်တော်ထင်ရှားရှိတော်မူစဉ်အခါသာဝတိမြို့ကောသလမင်းကြီးအုပ်ချုပ်ခဲ့တဲ့ကိုကောသလမင်းကြီးအုပ်ချုပ်တဲ့သာဝတိမြို့တွင်မှာကောသလမင်းကြီးရဲ့ထံမှာအမြဲတမ်းခစားနေတဲ့ပရောဟိတ်ပုဏ္ဏာကြီးအန္တကပုံလေးမကြီးကမန္တာနီမှတ်ထားနော်ပုဏ္ဏာကြီးကအန္တကပုဏ္ဏာကြီးပုံလေးမကြီးကမန္တာနီပုံလေးမကြီးဘေးလာကြီးပုံဏာကြီးကဘယ်လိုတော့ပုံလေးမကြီးကမန္တာနီပုံလေးမကြီးဒီလိုနေ့စဉ်နဲ့အမျှဆိုသလိုမင်းခစားဘဝနဲ့ဘယိထံသွားပြီးတော့ခစားနေခဲ့ရဒီကနေ့တော့ထူးခြားချက်တစ်ခုရှိလာရှိဆိုတရားနာပိဋကကြီးမန္တာနီပုံလေးမကြီးမှာတန်လီခလာတဲ့ကလေးကလည်းစောရနဲ့ခံမိဒီကလေးအတွက်နဲ့ပတ်သက်ပြီးတော့တရားနာပိဋကသာသမီများမိုက်တယ်လိမ္မာတယ်ဆိုတဲ့နေရာမှာမိခင်များသည်အတွင်းသည်လို့ခေါ်ပါတယ်ပိဋကကြီးမိခင်များကဘာသည်လင်သားနဲ့တပါးသောလူတွေကအပြင်သည်ဒီနေရာမှာတရားနာပိဋကဒီကလေးတန်တီတီးလာတဲ့ကလေးတွေစောရနဲ့ခံမိလာတယ်ဆိုတော့ဇာတိပฏิတန်တီတဲ့ကူကဖြစ်ပေါ်လာခဲ့တယ်ကိုတချို့ကြတော့မိခင်များဓမ္မရာချင်းချင်းဆိုတာဖြစ်တတ်ပါတယ်သူတို့ရဲ့မွေးဖွားမဲ့သားသမီးရဲ့နမိတ်တွေပေါ့အချို့ကြတော့ဖားစိစားခြင်းနဲ့ငါးစိစားခြင်းနဲ့သူများတဲ့တတ်ခြင်းနဲ့ဗရတူခြင်းနဲ့ယုံလိုက်ခြင်းနဲ့ဒီချင်းချင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်တငါသည်လေးဖြစ်မလားမုတ်ဆိုးလေးဖြစ်မလားဟဲ့မိခင်ကသိတယ်ချင်းချင်းကမိခင်ဖြစ်တာကိုတချို့ကြတော့လေတရားနာပိဋကသူများလေချောင်းတွေဖောက်တော့ရှင်သူများလေချောင်းတွေနဲ့ခြေဆွဲခြင်းအဲ့ဒါလိုချင်းချင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်ပန္ဒုလစစ်သူကြီးဖြစ်မလားဟဲ့ဘိုးမှုဘိုးချုပ်သူရဲကောင်းကြီးဖြစ်မလားဟဲ့အတွင်းသည်မမွေးဖွားခင်ကတည်းကသိရလို့မိခင်များကိုအတွင်းသည်လို့ခေါ်သည်တချို့ကြတော့ဝါဝမြင့်ရှိခိုးခြင်းနဲ့ဖျားဘူးလဲခြင်းနဲ့တန်ဃာတော်ဆုံးပင်ကတ်ခြင်းနဲ့ပေတရားနာခြင်းနဲ့သင်္ကန်းလူခြင်းနဲ့ကြောင်းဆောက်ခြင်းနဲ့ဒီချင်းရင်းတွေဖြစ်လာတော့ငါမွေးဖွားမဲ့သားယောက်ျားလေးဆိုရင်သင်္ကန်းဝတ်လိမ့်မလားမိန်းကလေးဆိုရင်အိမ်တော်မပြူပဲနဲ့သီလရင်လေးများဝတ်လိမ့်မလားဖျားလက်ထက်ကဆိုရင်ယဟန်မိန်းမများဝတ်လိမ့်မလားဒီလိုပေါ့မှန်ရအတွင်းသည်ဒါပတိခုခေတ်ချင်းချင်းတွေကြတော့ဝေဖန်မှုခက်သွားပါပြီခက်ဘူးလားပြိဿရှောက်ပြီးတို့မကြီးသီးစိမ့်တို့သံမယာစည်းတို့ဒါကြဆေးလိမ့်မိစာကောင်းပူဝအေးဝတို့မြေကြီးကဲတို့ဘုန်းကြီးပြောမကောင်းလို့ရှော့ထားတာဒါပတိကုန်ပါပြီဟုတ်တယ်ခုခေတ်ချင်းချင်းတွေအခုခေတ်ချင်းချင်းတွေကတော့ချင်းချင်းတူးတူခါးခါးတောက်ဒီချင်းချင်းတွေဖြစ်နေကြတဲ့ကိုကဘေးရင်မမင်းနဲ့ဘိုက်ထဲလမ်းတရဲဆိုတာရှင်းနေပါသည်ချင်းချင်းကိုဝေးတိုင်းမှန်လားပြိဿကြီးသူကတော့ဓမ္မတာချင်းချင်းမဟုတ်တော့ဘူးတရားနာပြိဿကောင်းကင်နမိတ်တွေပြဘယ်လိုနမိတ်တွေပြတာလဲကောင်းကင်တစ်ပြင်လုံးအယောင်တွေတောက်တိုင်းပြည်တွင်မှာရှိတဲ့လက်နဲ့ပေါင်းစုံမှန်သမျှအကုန်လုံးအယောင်တောက်ညအခါဖြစ်တော်လဲပဲဝင်းထိန်လို့ကြောက်ခမန်းလီကြီးဒီနမိတ်တွေပြစောရနှခမိနေတဲ့ပင်ကူးလေးမလာအလောင်းကြီးဖွာတာကိုဒီထဲပုံလေးမကြီးကမျက်စိကလေးဖွင့်ကြည့်လိုက်အလင်းရောင်လေးလည်းမြင်လိုက်ရောပုံနိုင်ကြီးဘာလို့လာမကြနဲ့မီးလောက်ကုန်မီးတော့ရမ်းလောင်နေတာမင်းဘာမှမသိပဲနဲ့နေဟုတ်ငါထွက်ကြည့်သားမယ်အလင်းရောင်တာမီးရောင်မဟုတ်ဘူးထွက်ကြည့်လိုက်တော့တရားနာပိဋကကောင်းခင်ကြည့်လိုက်တော့ခါအလိုဖျား
ကြည်စားငါပုံနေမှကြီးမှဖွားမြောက်မဲ့သားလီစိုးရနဲ့ခံမိနေပါဗောလားသို့တော်လေတယောက်ထဲလားအများကြီးလားဟဲ့ကြည့်လိုက်တော့တယောက်ထဲအပေါင်းအသင်းမပါတို့ပါတော့လေစိုးရနဲ့ခံမိနေပါသဖြင့်ရွှေမျိုးမိဘကို तू နှိမ့်ဆက်ညှဉ်းပန်းမလားမနှိမ့်ဆက်မညှဉ်းပန်းဘူးလားဆိုတာကြည့်လိုက်ဟဲတော်သေးရဲ့ရွှေမျိုးမိဘတော့မညှဉ်းဆဲဘူးမညှဉ်းဆဲဘူးဆိုပြီးတော့ဒီသားလေးဖွားမြောက်လာတဲ့အခါကျတော့ရွှေမျိုးမိဘကိုမညှဉ်းပန်းမနှိမ့်ဆက်လို့သူ့နာမည်လေးမှဲ့လိုက်တော့အဟိန္ဒကဟိုဗျပေးလာကြည့်ပါလေတို့အဟိန္ဒကဆိုတာပါဠိမြန်မာလိုပြန်တော့မောင်မညှဉ်းဆဲလေးပေါ့ဗျာကဲပြေးသားကြီးမောင်မညှဉ်းဆဲလေးဖွားမြောက်ပြီဗလားမောင်မညှဉ်းဆဲလေးဖွားမြောက်ပြီတဲ့နောက်ဖြစ်ပါဘူးလေတညလုံးအလင်းရောင်တောက်တဲ့ကိစ္စဘယင်ကြီးလေစက်တော်ခေါ်လို့ပြောတော့ကျူးမယ်မဟုတ်ပါဘူးအထုသဖြင့်ဖွားမြောက်တဲ့သားအာငါသွားပြီးတော်ဥတင်လေမဘယ်ထံသွားဟောမင်းဆရာကြီးခမရမျောနေတာအတော်ပဲဗျာမလားပါဗျာကိုတော်ကြီးညာကစက်တော်ခေါ်ပြောတော့ကျူးတော်မူပါရဲ့လားဗျာအေးလေအိတ်မပြောလို့မျောနေတာဘောပုံသားကြီးရဲ့ရွှေနန်းတော်တွင်ရှိတဲ့လက်နဲ့ဘောင်းစုံအယောင်တွေတောက်ပြီးတော့ကြောက်ခမန်းလေးပါပဲပုံသားကြီးအကြောင်းများထူးသလားမလာပါထူးပါဗျာလက်နဲ့ဘောင်းစုံအယောင်တောက်ချင်းဒီရွှေနန်းတော်တွင်ရှိသောလက်နဲ့များတွင်သာမကတပြေလုံးရှိတဲ့လက်နဲ့ဒီအယောင်တောက်ပါဗျာအဲ့ဒါဘာကိစ္စလဲဗျမလာပါဗျာဒီကိစ္စကတော်ဥတင်ရတော့မှာပဲဗျာဖယားကျွန်တော်မျိုးကြီးဤပုံလေးမကြီးမန္တန်ဤမှဖွားမြောက်သောသားတယောက်ဒီစိုးရနဲ့ခမိနေလို့ပါဗျာလူဆိုးတခုလူသားကောင်ကြီးဗျာဒါကြောင့်စောစောစီးစီးဖွားမြောက်ပြီးရဲ့ဖြစ်ကွန်းမြင့်လိုကကွန်းမြင့်နိုင်အောင်လာပြီးတော့တော်ဥတင်ရခြင်းပါဗျာတတ်ချင်တတ်ပါတဲ့ဟဲ့ငါကြီးများမှားသွားကြစမ်းကွဒီတော်တော်တို့မှတ်သွားကြစမ်းကိုသားပဲသေတချင်လို့တတ်တချင်လို့လားလို့ဆိုတော့မဟုတ်ဘူးဒါပဲဒီခုပြောနေပြီဘာလို့ပြောတော့လူဆိုကြီးရဲ့အဖေအခေါ်ခံရင်မဟဲ့မင်းတို့ဖေးလူဆိုကြီးရဲ့အမေအခေါ်မခံရင်မဟဲ့ဘယ်သူသားလေးဖြင့်ဆိုလိုက်တာဘယ်သူသားလေးဖြင့်မျက်စီနဲ့ကြည်ရတာအကျိုးမတည့်ပါဘူးအဲ့လိုပြောတာကိုမင်းတို့မိပါတယ်လေဘယ်သူမှခံရင်ကြလိမ့်မည်မဟုတ်မင်းကလေးများလည်းထုံနီ၎င်းဟဲ့မလေးဘယ်သူသမီးလေးကယဉ်ကျေးလိုက်တာသိမ်မွေးလိုက်တာဆိုရင်မိဘများပြုံးနဲ့ဂုံယူကြဟဲ့ဒီလိုမှမဟုတ်ဘဲနဲ့အိုးသူသမီးကပြန်တာလွန်နေတာဟဲ့အဲ့ဒီလိုဆိုရင်မိဘများကဟိုမျက်နှာမလာဘူးခဲ့ဒါကြောင့်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်လူဆိုးတခိုးရဲ့မိဘလို့ဘယ်သူမှအခွန်မခံရင်ညကြည်လေခုတရားနာပြေးတာစောစောစီးစီးကွမြင့်လူကကွမြင့်ပါဟဲ့ပုံနာကြီးတယောက်ထဲလားအပေါင်းအသင်းနဲ့မှန်လားပါဗျာအပေါင်းအသင်းမပါတယောက်ထဲပါဗျာဟဲ့တယောက်ထဲလားဆိုရင်ဖြစ်ပုံနာကြီးတယောက်ထဲလားဆိုရင်ဖြစ်ငါဘရင်ကိုတလမမှုတော့ပါဘူးသူ့ခွားမြောက်ပြီးရင်တက်ကတူသာပို့လိုက်ကဲပုံနာကြီးအိမ်ပြန်တော့ဆိုပုံနာကြီးအိမ်ပြန်သွားပြေသားကြီးပုံနာကြီးပဲပြန်သွားတော့ပြန်သွားပြီးတဲ့နောက်သားကလေးဥမမဲဇာမမြောက်ကနေပြီးတော့စောင့်ရှောက်ပြီးတော့လာခဲ့ပညာသင်တဲ့အရွယ်ကလေးရလာတော့တက္ကသိုလ်တိုင်းပြည်ပို့တက္ကသိုလ်တိုင်းပြည်ပို့တာတောင်တရားနာပိဋကကျွတ်တို့အန်တေဝါသိကတပိအတွင်းနေတပိဖြစ်နေပို့လိုက်ကျွတ်တို့ခုခေတ်လို့ဆိုရင်ဘုန်းကြီးကျောင်းလို့ဆိုရင်ကျောင်းအိတ်ကျောင်းစားပေါ့အခုခင်ဗျားတို့မျိုးတွေမှာဆိုရင်လောကီပညာနဲ့ပတ်သက်လာတော့ဘော်ရာကျောင်းဆောင်တွေနေသလိုထင်ပါရဲ့သို့တော်လည်းပဲနည်းနည်းလေးထူးခြားနေတာကတက္ကသိုလ်ဆရာကြီးရဲ့ထံမှာရောက်လာတဲ့ကျောင်းသားအပေါင်းအဲ့ဒီကျောင်းသားတွေကိုတက္က
ကသိုလ်ဆရာကြီးထံမှာပညာသင်တဲ့တတ်နိုင်သလိုရှင်မရင်သားတို့ရှင်မရင်သားမင်းသားပေါ့လေတထေသူကျွဲ့သားတို့အဲ့ဒီကဲ့သို့ကျောင်းသားပေါင်းစုံရောက်လာကြတဲ့အချိန်ခါမှာတချို့ကြတော့လည်းမိမိတို့တတ်နိုင်သလောက်ဘယ်၍ဘယ်မျှဆရာကိုရောက်ချင်းပူဇော်တချို့ကြတော့လည်းပဲတက္ကသိုလ်ကျောင်းကပညာစုံလင်လို့ပြန်တဲ့အချိန်ကြမှာပူဇော်ဆရာအဝတ္ထုပစ္စည်းတွေနဲ့ပူဇော်အမျိုးမျိုးပူဇော်ပြီးတော့တတ်နိုင်တယ်လို့ပညာကိုခိုမိကြအဟိန္ဒကကြတော့ဆရာကြီးသူများလို့လဲဝတ္ထုချင်းငွေတွေတင်းပြီးတော့ပုံးပြီးတော့မလှူနိုင်ပါဘူးဟောဒီသားလေးအဟိန္ဒကအားအစစအရာများဆရာကြီးနဲ့အိမ်မှုကိစ္စအဝဝခိုင်းစေပြီးတော့ပညာများတက်မြောက်အောင်သင်ပေးလိုက်ပါတော့ရှင်းပြောရရင်တော့ကျွန်းစရင်သွင်းပြီးတော့ပညာအသင်ခိုင်းလိုက်တယ်လို့တရားနာပြိတ္တာစောရလက်ခံမိလာတဲ့သားဆိုတော့သူများတဲ့နှိမ့်ချပြီးတော့ကိုပဲတက္ကသိုလ်ပို့လိုက်ဒီလိုတက္ကသိုလ်ပို့တော့ဆရာကြီးကလည်းရထားတဲ့ဆရာတော်ကခန့်ငယ်ငယ်အဟိန္ဒကနဲ့ဆိုတော့မောင်နှမအရွယ်ကိုပြိတ္တာမောင်နှမလို့လည်းခင်မင်ညတရင်တနည်းပေါ့ဆရာတော်ကလည်းမောင်လေးအဟိန္ဒကကလည်းမမမောင်လေးမနဲ့ဒီလိုတရင်တနည်းကြီးနေပြီးတော့လာခဲ့ကြတက္ကသိုလ်ဆရာကြီးကလည်းပညာများစုံလင်အောင်ကျောင်းသားများဘောင်းစုံကိုအကုန်သင်ပေးလိုက်တော့လည်းပဲအဟိန္ဒကသူများတဲ့ထူးခြားချက်ရှိဒါကုတ်လန်တို့အမျိုးမျိုးသောပညာတွေသင်ကြားပေးလိုက်သင်ကြားလို့ကျောင်းသားချင်းပညာစမ်းရတဲ့အခါကျတော့ဒါကုတ်လန်တို့အမျိုးမျိုးသောပညာရည်အဟိန္ဒကကအနိုင်ရအဟိန္ဒကအနိုင်ရတော့ကျောင်းသားများလည်းမျက်စောင်းထိုးလာပြီပေါ့ပိဒါကြီးကိုထက်တာတော့ဗါတဲ့ကိုထက်တာမနာလို့ပုထုဇဉ်တွေမှာဖြစ်တတ်တဲ့သဘာဝအဟိန္ဒကမင်းကတို့ထက်တာတယ်ဆိုပြီးတော့ပညာကုံမောက်တလားကွာဟေးအဟိန္ဒကမောက်နှစ်အောင်ဘောကွာဘယ်လိုပဲပညာကုံမောက်ပြီမယ်လို့ဟေးတို့ကတထေးပညာကွာသူကျွဲ့သားပညာကွာမင်းသားပညာကွာမင်းပညာကအခါချင်းငွေပေးပြီးတော့သင်နိုင်တာမဟုတ်ဘူးကျွန်းစရင်သွင်းပြီးတော့ပို့ထားတာကိုမင်းကဆရာကြီးနဲ့ဆရာကတော်နဲ့ရင်းနှီးလို့အထင်မကြီးပါနဲ့ကွာဟဲ့အဟိန္ဒကမင်းပညာကျွန်းပညာကွာညှိုးဖွဲ့လာကြဖွဲ့ဘူးလားပြိဿကြီးအဲ့ဒီလိုအညှိုးဖွဲ့ပြီးတော့လာခဲ့ရမှာတနေ့တစ်နေ့ကြတော့ကျောင်းသားတွေကစာသင်ခန်းမှာစုံစုံလင်းလင်းဒီလိုစုံစုံလင်းလင်းဖြစ်ပြီးတော့နေတဲ့အခရတဆရာကတော်ကဟိန္ဒကရေမောင်လေးမမရေချိုးမယ်ကွယ်ရေခင်းသားမအိုးအဝတ်လျှော်စားမအုံနဲ့အဆက်ရှိသဖြင့်ရေချိုးကန်းနဲ့ခေါ်ပြီးတော့ခိုင်းတော့အဟိန္ဒကစာသင်ခန်းကျောင်းသားတွေစုံတော့လည်းပဲသူမရောက်လာဘူးပေါ့မြင်ပြီးကျောင်းသားတွေကဟေးတို့နဲ့ဆရာကြီးကဟောဒီစာသင်ခန်းမှာစုံစုံလင်းလင်းกว่าမြင်ရလားအဟိန္ဒကနဲ့ဆရာကတော်ရေချိုးကန်းနဲ့နှစ်ယောက်တည်းဆရာကတော်လေးခန့်ငယ်ငယ်กว่าဒီကောင်ငရိုးပေါ်ပညာကုံမောက်ထားတဲ့ကောင်ဘယ်နဲ့တို့ဟိလဲတယ်လို့တော့ရှို့ကြစို့စနေနာမိစားတွေကလောင်ကြတော့မယ်ပေါ့လေလဲတယ်လို့တော့ရှို့ကြစို့กว่าဟေးဆရာကြီးကမင်းကပြောတတ်တယ်လဲတယ်လို့သာကြည့်ပြောဆိုတဲ့အတိတ်ပဲမျက်စပ်ပြစ်ကြတယောက်နဲ့တယောက်မျက်နှာရိပ်ပြပြီးတော့ပြောကြပြီဆရာကြီးဟေးဘာတော့ကွာအိုးဘာတော့မလုပ်နဲ့ဆရာကြီးရဲ့
ကျင်တော်တို့နဲ့ဆရာကြီးကဟောဒီစာသင်ခန်းမှာစုံလင်စွာဟိန္ဒကတယောက်မမြင်ဘူးဗျအေးငါလည်းမမြင်ဘူးဟာမမြင်ဘူးလို့မနေနဲ့ဆရာကြီးရဲ့ဆရာကြီးနဲ့ကျွတ်တို့ကစာသင်ခန်းမှာစုံလင်စွာဟိန္ဒကနဲ့ဆရာကတော်ကရေကြိုးကန်းနဲ့နှစ်ယောက်ထဲပါပြောလိုက်ရောပြုဆရာကြီးနှုတ်ခမ်းမွေးကားလားနှုတ်ခမ်းမွေးကားလားဖေဟေးသူကဘာလို့တာတော့ကရေကြိုးကန်းနဲ့ဆရာကြီးကပြောနေတာကွာကျောင်းသားတွေကိုဆရာကြီးဘာလို့တဲ့တော့မသိဘူးတဲ့ဟေးသွားခေါ်ကြည့်ဒီကောင်သွားခေါ်ကြည့်ဆိုတော့ကျောင်းသားတယောက်ပေါက်လာဟေးဟိန္ဒကတူတူခေါ်ပါကွာမင်းတို့နဲ့ငါနားမလေးပါဟေးကျဲကျဲပဲကွာမင်းဆရာကြီးခေါ်တယ်ဟိန္ဒကရင်မင်းဆရာကြီးခေါ်နေတယ်ဆိုလဲပြီးတာပြီးကွာမင်းကြောင်ခေါ်ရတာငါနားမလေးပါမလေးကွာဟဲ့ဆရာကြီးခေါ်တယ်မင်းလားလာဆိုတော့လိုက်လာတာပေါ့ဆရာကြီးရှေ့ရောက်မျက်နှာငယ်လေးနဲ့လက်အုပ်ချီလို့ဆောင်းဆောင်နေထိုင်ဟေးဟိန္ဒကခင်ဗျာမင်းဒီတက်ကတူကြောင်ရောက်လာတာဘာလို့ဖို့ရောက်ဟာဆရာကြီးပညာသင်မှုရောက်လာပါတယ်ခင်ဗျာအေးမင်းပညာသင်မှုတက်ကတူကြောင်ကိုရောက်လာအခုစာသင်ခန်းထဲမှာပညာသင်ခြင်းနဲ့ကျောင်းသားတွေစုံလင်စွာစာသင်မှုပညာသင်မှုရောက်လာတဲ့ကျောင်းသားတယောက်ကပညာသင်ခြင်းကိုမင်းဘယ်နဲ့ကြောင့်စာသင်ခန်းမရောက်တာအော်ဒီလိုပါဆရာကြီးရဲ့ကျွန်တော်မမကရေငင်ခိုင်းနေလို့အဲ့တော့မင်းလောက်လားကွာဟုတ်ကဲ့ကျွန်တော်အလုပ်မဟုတ်လို့မလုပ်ချင်ဘူးဆိုပြန်ပါတော့လေမမကချက်ကျွေးနေတာမဟုတ်လားဆရာကြီးကျွေးတာကျွေးတယ်လို့ကျွေးရတာကိုကွာဒါမျိုးငါတော့မမြင်ရင်ဘူးဟုတ်ကဲ့ခင်ဗျာတော့မမြင်ရင်လို့ရှိမမြင်စေရပါဘူးအခုဆရာတော်ကငါရေငင်ပေးပါကွယ်တဲ့ပြီးတော့အဝတ်လျှော်ပေးပါကွယ်တဲ့ပြီးတော့ကြီးတော့ဟဲ့ကတော့ကြီးတွန်းခိုင်းတာကိုအပြောမခံဘူးဆုံးအောင်ကြီးတွန်းနေဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်လေဘာနဲ့တွန်းအေးကွာလက်နဲ့တွန်းတာပေါ့အသားချင်းထိမဲ့ကိစ္စကာမတတ္တဝါဆိုတော့ဟိုမိစားတွေကရှို့ထားတော့စကားအဆုံးမပြောမခံဘူးကွဟဲ့တော့မင်းတော့နောက်ဒါမျိုးငါမတွေ့ချင်နောက်ဒါမျိုးငါမတွေ့ချင်ဘူးနောက်ကိုဒီပုံစံမျိုးမြင်ရရင်မင်းငါကြောက်ပါမနေနဲ့ငါကြောက်ဟုတ်ကဲ့ခင်ဗျာမမြင်စေရပါဘူးဆရာကြီးတဲ့အေးကွာမင်းတို့ရှို့ကြအောင်ပေါ့မင်းတို့တက်လက်တက်နိုင်ကြပါပဲရဲ့ငါကိုတမင်တက်တက်ကြောက်ချကြတာပဲကဲရှိစေဦးတော့လေဆိုပြီးတော့အဟိန္ဒကမျက်နှာငယ်လေးနဲ့စာတင်းလာခဲ့ရတူရူပြောကြဆိုပြိဿကြီးကျောင်းသားရဲ့ပညာဆုံးလို့ရွှေဘုံပြန်ကန်ဤဆရာကြီးကိုကြော့ကြသည်စာသင်ခန်းနဲ့ပစ္စည်းတွေပုံလို့လည်းပစ္စည်းတွေမဟုတ်ဘူးဆရာကြီးခင်ဗျာတဲ့ဟောတာကဆရာကြီးပေါင်းဖို့ပဝါစာလေးခင်ဗျဒါကတော့ဆရာကြီးဝတ်ဖို့ပစိုးအကွက်ကြီးဟောတာကဆရာကြီးအတွက်တိုက်ပုံအင်ကြီးအဲ့ဒီတုန်းကတိုက်ပုံအင်ကြီးဝတ်သလားမသိဘူးရမ်းတုတ်တာပဲကြားလားဟောတာကတော့ဆရာကြီးအတွက်လက်ပနာကြီးခင်ဗျဘုရုံးကများစံတော်ချင်းနေပါရှိလားမသိမှန်ပြောရတာပေါ့ဗျာဒါကတော့ဆရာကတော့ဖို့အင်ကြီးစားဒါဆရာကတော့စီးဖို့ဖဏကလေးဒါကတော့ဆရာကတော့ဆောင်းဖို့ခေါက်ထီးဆရာကြီးရဲ့ရှိတယ်လားမသိဘူးကွာငါမှန်တော့ပါလားပစ္စည်းပုံကြီးကလည်းနဲဘူးဟောဒီကတော့ဘွဲတွေက
ငွေ900ကတော့ဆရာကြီးတို့လိုရသုံးဖို့တရားနာပရိသတ်ကြီးပစ္စည်းပုံကြီးကိုမနှဲဘူးစုပုံပြီးတော့ထားကြမြစ်တောင်မခတ်ဖဲကြည့်သူများလူတဲ့ပစ္စည်းပုံကြီးကြည့်လို့ဟာနေပါပဲလားဟေးမျက်စိနဲ့ကြည့်လို့မဝအောင်ဆရာတော်ဘုပစ္စည်းတွေကလည်းစုံလို့ဆရာကြီးအတွက်ပစ္စည်းတွေကလည်းအဝတ်ထဲကအစလူလေးသေးမရှိသူတို့ပူဇော်ကြယုံနေမကဟောကတော့ဝဲတွေကငွေ900ကလည်းဆရာကြီးတို့လိုရသုံးဖို့တဲ့ပူဇော်လိုက်ကြတာဆရာကတော့လိုက်ကြဟဲ့အဟိနကမင်းဘယ်မလဲဆရာကတော့ဘုပစ္စည်းသူများလိုမကတော့နိုင်လို့ဟဲ့ကျောင်းကပြန်ညတယ်ဆိုရင်ဆရာကတော့ကြစမြဲကိုကွဟဲ့ကံကြီးများဓမ္မများမင်းတို့ခုခေတ်ကျောင်းကပြန်ယုံနေမဟုတ်ဘူးဟဲ့တို့ခေတ်ကြတော့ဒါကြနိုးရင်ကြတော့လေတချို့ရေအိုးကလေးတွေနဲ့ဆရာတွေကိုလှည့်ပြီးတော့ကတော့ကြသည်ဆရာမတွေကိုလှည့်ပြီးတော့ကတော့ကြသည်မိဘတွေကိုလှည့်ပြီးတော့ကတော့ကြသည်မိမိဆရာဖုန်ကြီးတွေကိုလှည့်ပြီးတော့ကတော့ကြသည်ဗုဒ္ဓဘာသာထုံတန်းစင်လာအရာပူဇော်တဲ့ပုဂ္ဂိုလ်ကိုပူဇနေရလားမင်္ဂလာတရားမှာပါတဲ့အတိုင်းပူဇော်တိုက်လို့ပူဇော်တဲ့မင်္ဂလာတရားတွေပြုကြယခုကြည့်တရားနာပြည်သားကျောင်းသားတွေလည်းထုံကြီး၎င်းပေါ့ပစ္စည်းပုံကြီးနဲ့လှူကြတော့အဟိနကပူဇော်ရတာတွေကြည်ပြီးတော့မျက်ရည်လေးဝိုင်းလာအဟိနကဘယ်မှာလဲမင်းဆရာကတော့ဆရာပစ္စည်းအော်ကျောင်းသားတွေပြောတဲ့စကားငါနားထဲကမထွက်ပါလားဟေးတို့ပညာကမင်းသားပညာกว่าတထေပညာกว่าသူကျွယ်ပညာกว่าတဲ့အဟိနကမင်းပညာကကျွန်းပညာတဲ့အဟိနကသူတို့ပြောတဲ့စကားငါနားထဲကမထွက်ပါဘူးငါဆရာကိုဘယ်လိုလုပ်ပြီးတော့ပူဇော်ရပါမထုံးနဲ့ဝန်းနေလုံးလို့ကြရတဲ့မျက်ရည်လေးနှစ်ဖက်သလုံးလက်ညှိုးကလေးတွေနဲ့ဇောင်းလိုက်ပုတ်ပြီးတော့လေဒီတိုင်းဟောဒီတိုင်းအဲ့ဒီတိုင်းပုတ်ပြီးတော့တရားနာပရိသတ်ကြီးမျက်နှာလက်ဝါးနဲ့အုပ်ပြီးတော့အခန်းထဲဝင်သွားအိမ်ခန်းထဲဝင်သွားတယ်ကတင်မောအာရမောက်ပြီးတော့ငိုတော့ကြားပြီဆရာတော်ကကောင်းလေးဘာဖြစ်တာပါလဲကြည်စမ်းတရှုပ်ရှုပ်နဲ့ငိုးနေလိုက်အတွင်းဝင်သွားဟဲ့မောင်လေးခင်ဗျာမမမင်းဘာလို့ငိုနေတာလဲမမကျုပ်စိတ်ဆင်းရဲလုံးလို့ဟောပါဘူးကနေပါမင်းဘာတွေစိတ်ဆင်းရဲနေတယ်လို့မမပြောစမ်းမင်းနေပြီမင်းနေတဲ့အခက်အတန့်ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့သွားတာကိုမြင်လိုက်ကြတဲ့စနေနာမိသားတို့ကဟေးမြင်ရလားကွာတို့ကဒီမှာကတော့မလို့ပစ္စည်းပုံကြီးနဲ့ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့နှစ်ယောက်ထဲသွားကြပြန်ပြီကွာပြန်ကန်ဒီတို့ရှို့ပြခဲ့ကြအောင်ဆိုလောက်ပြန်ပြိဿကြီးကွာမင်းလေတယ်လို့ကြည်တာပြောတော့ဆရာကြီးဟေးဘာတော့ကွာဘာတော့မလုပ်နဲ့ဆရာကြီးရဲ့ကျင်တော်တို့ကပညာဆုံးလို့ရွှေဘုံပြန်ကန်ဒီဆရာကြီးနဲ့ဆရာကတော့မျက်နှာစုံကြီးကတော့ချင်းလားဆရာကတော့မမြင်ပါလားငါလည်းမမြင်ဘူးဟာမမြင်ဘူးလို့မနေနဲ့ဆရာကြီးရဲ့ကျင်တော်တို့ကဆရာကြီးကိုကတော့မလို့ကျောင်းသားတွေစုံလင်သွားဟိန္ဒကတယောက်လဲကျွန်တော်တို့မမြင်ပါဒီကောင်ဘယ်တော့ပါလဲငါလည်းမမြင်ဘူးဟာမမြင်ဘူးမလို့နဲ့ဆရာကြီးရဲ့ဆရာကြီးနဲ့ကျွန်တော်တို့ကဟောဒီစာသင်ခန်းထဲမှာကတော့ကိုစုံလင်သွားဟိန္ဒကနဲ့ဆရာကတော့ကဆရာကြီးမယိုးသေးလို့လည်းမဟုတ်ပါဘူးစိတ်မကောင်းဘူးခင်ဗျာ
ကျွန်တော်တို့ပညာဆုံးလို့မိမိတို့ရွှေဘုံပြန်အရောက်နမ်းမဆန်းတော့စကားရမကြပါရစေနဲ့လို့ကျွန်တော်တို့ဆူတောင်းခဲ့ပါတယ်ဆရာကြီးဆရာကတော့နဲ့တပည့်တဲ့ဆိုတဲ့စကားများကျွန်တော်တို့နားကြရရင်တော့ဟေးတော့ငါသိပြီတော့ဘယ်မှာလဲခုတို့အိမ်ကနေမှဆရာကြီးရဲ့တိုက်တယ်လည်းမအောင်မိပါနဲ့မဲဒီလိုပဲတချို့သူများအပြစ်ပြောမဲ့ကြံဖုံးနဲ့ပိတ်နေမြုံလာတချို့ရထဲမိမတွေသူများအကြောင်းပြောမဲ့ကြံဖုံးနဲ့ပိတ်နေလက်ကုတ်ခြေကုတ်မျက်စပ်ပြစ်မေးငေါ့သူတို့လောက်ကလည်းအရှုပ်သားညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနေဖုံးနဲ့ပိတ်နေလေဒီအိမ်မပြောနဲ့ပြောပြီးနောက်တစ်အိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနေနောက်တစ်အိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနေဘယ်သူမှပြောနေပြီးတော့တရွာလုံးတစ်မြို့လုံးဘယ်သူမှပြောသူလေးကုန်ရှောက်ပြောမန္တလေးပဲပြောပါတယ်ရန်ကုန်ဒီလိုမိမတွေရှိချင်မှရှိမှာကြည့်တရားနာပြေးတာယခုဆရာကြီးတိုက်တယ်လည်းမအောင်မေပါနဲ့အေးအောင်မေပါဘူးကွာကတော့ဟေးကတော့ကြကတော့လို့ဆုတောင်းပေးနိုင်ကတော့ပြီဗလားပြီပါပြီဆရာကြီးပြန်ရဘာဆုမှကိုမပေးနိုင်မစိတ်ထိတ်တဲ့ကျောင်းသားတွေလည်းပြန်သွားရောဆရာကြီးနှုတ်ခမ်းမိုးကြီးထောင်းလာဆေးပြင်းလေးကြီးလည်းညှက်လို့ဘယ်တော့မှဒီဆေးလေးတွေရှိလားမသိဘူးနော်မှန်ပြောရတာပေါ့ဗျာဆေးပြင်းလေးကြီးလည်းညှက်လက်နှစ်ဖက်နောက်ပြစ်အိမ်နှစ်ဘေးကအထဲထဲလည်းမဝင်ရဲဘူးဟိုရှောင်းလိုက်ဒီရှောင်းလိုက်တောက်တဲ့ကိုခတ်လို့နောက်ထရံနာကနေပြီးတော့ဘေးဆောင်လေးကတ်နားထောင်ဘာလဲပြောကြတာပေါ့ပြောတာကရိုးရိုးပါမောင်လေးမငိုပါနဲ့မမကိုချစ်ရင်မင်းမငိုပါနဲ့ငိုတာကိုဆရာကတော့ဆရာပစ္စည်းမရှိလို့ငိုတာမောင်လေးမမတယောက်လုံးရှိသားပဲမင်းမငိုနဲ့မင်းငိုရင်မမလည်းစိတ်ဆင်းရဲတယ်မောင်လေးမမတယောက်လုံးရှိသားတယ်မင်းမငိုပါနဲ့ပြောပြီးယူပြည်သားကျောင်းသားကြီးရှို့လို့မှလောင်ထားရတဲ့အထက်မမချစ်ရင်မငိုပါနဲ့ဆိုတဲ့စကားလုံးနဲ့ဒိုင်းနဲ့တိုက်ဆရာကြီးမလဲအောင်မလဲထိန်ထားရကြည်စမ်းမိုက်လိုက်တာဟင်ဆရာကတော့တင်မိုက်တဲ့မိမငယ်သူကမိုက်တယ်ပဲထားပါအောင်တော့မင်းကဆရာကတော့ဆိုတဲ့ဂုံခိတ်ကြီးနဲ့တန်းလောက်ထီအောင်မိုက်စိတ်မွေးဖို့မတော်ပါဘူးတင်မိုက်တဲ့မိမဟင်ကိုယ်ကကြီးပေါ်ပြမျက်စိနဲ့မြောင်တာဖမ်းကြည့်အိမ်ဦးကောင်းဝင်သွားတရားနာပိဋကကြီးစာအုပ်တွေလွှင့်ပြညောင်ရီအိုးတွေရိုက်ခွဲဒိန်းလိမ့်တာဖမ်းနေအကုန်ကိုယ်ကလည်းဖြစ်ကလထိုင်နေနာမန်းတရသားနဲ့ချီအောင်နဲ့ကကလထိုင်ချီအောင်နဲ့ကနာမန်းတရသားနဲ့ကန်တော့ကိုယ်ကကြီးပေါ့မလီစုပ်တာမလီနာတာအဲ့ဒီလိုဒုံတိုင်းနဲ့ဖြစ်နေတော့ဆရာကတော့ကြားပြီအိမ်ဦးကဘာတွေနဲ့ပြုတ်ကြကုန်ပါလေထွက်လာဆရာကြီးဖြစ်ပုံဆရာကတော့မြင်လိုက်ရတော့ဒါမှဟိကငေါက်လိုက်ဆရာကြီးကြောက်ရွံ့ဖြစ်သွားတကယ်ဖြစ်တာမဟုတ်ဘူးမလှုပ်လို့ပြောတာကြောက်ရွံ့လှုပ်တော့ဘူးပြုတ်မလှုပ်တာလည်းမပြောနဲ့တရားနာပြိဿဆရာကတော့သူကကြောက်တယ်ကြောက်တာလည်းမပြောနဲ့ငငယ်လေးယူထားတဲ့လူမျိုးဒါမျိုးကြီးနဲ့တူပါရဲ့ရန်ကုန်တော့ရှိမဟုတ်ပါဘူးဟိုတော့ငငယ်လေးတွေတဲယူထားကြည့်တရားနာပြိဿကြီးကြောက်ရွံ့ကြီးဖြစ်သွားဒီလိုကြောက်ရွံ့ကြီးဖြစ်သွားတော့မင်းတွေကပြောစမ်းပါဒါဘာဖြစ်တာဟေးဘာဖြစ်ရမလဲကွာမင်းကိစ္စမင်းမသိကျုပ်ကိစ္စကဘာတော့ငါမုံလာဘူးလို့နေပါနဲ့မမချစ်ရင်မငိုပါနဲ့ဆိုတာဒါပါစကားအဲ့ဒါဘာမှစကားဟိုကခန်းငေါပဲပြိဿဟေးငါမငေါနဲ့နော်ဘာမှစကားမှငါသိမိုက်ပါပြီကွယ်
မိမငယ်လေးယူထားလို့အလိုလိုက်တလောက်ထိအောင်ထင်းမရလားငယ်ပဲလို့ကျောင်းသားတပည့်ကမိုက်စေအောင်တော့ဆရာကတော့ဆိုတဲ့ကိုကုံကြီးမင်းထောက်ဖို့ကောင်းတယ်မဟုတ်လားဩဒါကြောင့်ပြောနေတာကိုသေကနေကြီးငယ်ငယ်ယူရင်ဒါတော့ခံရမှသေးကြတယ်နော်သတိပြုကြပေါ့သေကနေကြီးအစားတွေပိုက်ကားအောင်စားပြီးတော့တက်ကတူဆရာကြီးတက်ကတူဆရာကြီးလို့ဘာမှစဉ်းစားကြမရှိဒီမဲ့အထင်မလွဲနဲ့တော့ကျုပ်ကိုမောင်လေးအရင်ကသူချစ်ခင်အခုကျောင်းသားတွေစုံလင်စွာပစ္စည်းတွေပုံပြီးကြော့ကြတော့သူများလို့မကြော့နိုင်လို့ငိုးနေလို့ကျုပ်ကမောင်လေးမင်းငိုရင်မမလည်းငိုချင်တယ်မောင်နှမအရင်ပမာဏချစ်လို့ကျုပ်ကမမချစ်ရင်မငိုပါနဲ့လို့ပြောလိုက်တာဆရာကြီးပြုံးလာပြုံးဆိုအကွက်ဝင်တာကိုမောင်နှမအရင်လို့ဆိုတဲ့ကယုံလို့ပြုံးတာမဟုတ်သူပြုံးကုန်ကဒီလိုဟန်ကြဆရာကတော့ဆရာပစ္စည်းမရှိလို့သူပြုံးတဲ့အကြောင်းလေးပေါ်လာပါလိမ့်မယ်လေဟဲ့အမလေးကတော့ဆရာပစ္စည်းမရှိလို့များငိုနေကြမဟုတ်ပါဘူးကွယ်ခွန်လိုက်မောင်လေးအမေဆရာကြီးခေါ်တော့ကွယ်ဆိုတော့ပြင်မဲ့ထွက်လာဆရာကြီးကျွန်တော်ရောက်ပါပြီခင်ဗျာငါတပည့်မင်းကြီးကလည်းမျက်ရည်နဲ့မျက်ခွက်ပါလားကွယ်ဘာဖြစ်နေတာတော့ဟဲ့သူများတွေတက်ကတူဆုံးလို့ပညာဆုံးလို့တက်ကတူကရွှေဘုံပြန်ရမယ်ဆိုလို့မင်းမြတ်ပြန်ရင်လို့ငိုသလားဟိမဟုတ်ပါဘူးခင်ဗျာကျွန်တော်ဒါကြောင့်ငိုတာမဟုတ်ပါဘူးကျွန်တော်သူများလို့ကြော့စရာမရှိလို့ဆရာကြီးဝန်းနေတယ်ခင်ဗျာသူများတွေပစ္စည်းပုံကြီးပုံပြီးကြော့ကြတော့ကျွန်တော်ဘာမှကြော့စရာပစ္စည်းမပါလို့ကျွန်တော်ဝန်းနေလို့ငိုမိပါတယ်ဆရာကြီးရဲ့ဟေးကြော့စရာပစ္စည်းပေါ်ပါကွာကိုင်းငါတော့ပဲစိတ်ချမ်းသာအောင်နေဟဲ့မပူနဲ့ဘာမှစိတ်မချမ်းသာမရှိသေးနဲ့ဟဲ့ဆရာကတော့ဘာလို့ဆရာကြီးဟောတော့မြောက်ပိုင်းကငွေ900ရှိထားတာပြန်ပေးပြီလားပေးသေးဘူးလေဆရာကြီးတဲ့အဲ့ဒါတော့တောင်းတာသွားတောင်းတာဆိုတော့ဆရာကတော့စိတ်ထားကတစ်မျိုးအမလေးငွေ900တောင်းခိုင်းပြီးတော့မင်းကိုဟောတာဆရာကပေးတယ်ဒီထဲကမင်းတက်နိုင်တဲ့လောက်ပူစောလို့ခိုင်းလိမလားလို့အာရဝမ်းသာနဲ့ဆရာကတော့ထွက်အသွားဒီကခိုင်းခွက်ကတစ်မျိုးခိုင်းခွက်ကတစ်မျိုးဆိုဆရာကတော့ရှိအလုပ်ဖြစ်မှာမဟုတ်လို့ကြောက်တယ်ဆရာကတော့ကြောက်တော့သူဘာမှခိုင်းဖြစ်မှာမဟုတ်ဘူးဒါကြောင့်ဆရာကတော့အဝဲလှိလွတ်ဆရာကတော့ထွက်သွားတော့မှတရားနာပိဋကကြီးသူခိုင်းရမှာကိုဒါကြောင့်ဆရာကတော့ရှိရင်အလုံးမဖြစ်ဘူးဆိုတော့သူကမရလူဟိုပိဋကလူလည်းမှတ်ထားအောင်ဖယားလူတဲ့ပြီးတော့အများလူတဲ့မရလူတဲ့နောက်အလကားလူတဲ့ဗျာမှတ်ထားကြဖယားလူဆိုတာဖယားစကားနားထောင်တဲ့လူတွေဖယားအဆုံးမလို့ခေါ်တဲ့သာသနာတော်ကြီးမမှိမ့်မိန်ရအောင်လိုက်နာကြင့်ကြံဆောင်ရွက်ကြတဲ့လူတွေဖယားလူလို့ခေါ်သည်ဖယားအကြက်အခုရန်ကုန်မြို့ဖဆာပါလာကွက်တိကရက်ကွက်ကဒကာတော်မတွေဖယားအကြက်တရားဝဲကြီးတွေကျင်းပဓမ္မပူဇာလုပ်ကြဘင်္ဂါတော်တွေဆုံးကတ်ကြလူကြတန်းကြဓမ္မယုံကြီးဆောက်ကြနေဆိုတော့ဒါဖယားအကြက်တွေပေါ့ဖယားလူတွေပေါ့အများလူဆိုတာကလည်းဟောဒီဝိပဿနာတရားဝဲကြီး9ကြိမ်မြောက်ကျင်းပကြတဲ့တရားဝဲဖြစ်မြောက်ရေးကော်မတီနဲ့ရက်ွက်သူရက်ွက်သားတွေအများတရားနာရအောင်မိမိတို့နာခြင်းလွယ်လားပဲအခုစူပါဟိုက်ကဘုန်းကြီးတရားတိတ်ခွေတွေဖြန့်ဝေပြီးတော့နေတော့အဲ့ဒီကနေယူပြီးတော့ကူးပြီးတော့လေတရားနာနိုင်ကြလားကိုနာယုံတော့လွယ်လားပေါ့အများနာနိုင်အောင်ဘုန်းကြီးကိုတကူတကပင့်တောင်ကူဟောနေတော့နှာခေါက်ရောက်ကြဒုက္ခခံပြီးတော့ပညာလို့အများအတွက်ဆောင်ရွက်ကြတဲ့ဟောဒီအများလူတွေမရလူဆိုတာကတော့တပြည့်ဟာမကြည့်နဲ့ကိုယ်ပိုင်ရင်ထဲမှာမိုးတာကြည့်ဟုတ်တယ်မရလူကြောင့်ပြောမယ်ကိုယ်ပိုင်ရင်ကဒေါသကြီးမမိုးကပြောကောင်းနေ
ကိုဝိုင်းရင်ဘယ်တော့ဒေါသကြီးကြီးမမိုးသေးတာတော့တစ်ချက်မှရိုက်မခံရဘယ်ရိုက်ခံရမလို့မရိတ်တာမမိုးကပြောကောင်းတယ်ဟုတ်တယ်ဗျာခင်ဗျားတို့လို့ဆိုကိုဝိုင်းရင်ရိုးရိုးခေါ်မှာပေါ့ဗျခေါ်ပုံလေးနားထောင်ကြည့်ခင်ဗျားတို့လို့ကိုဝိုင်းရင်မဟုတ်ဘူးခေါ်လိုက်ပုံကကိုဝိုင်းရင်ရိုက်မဲ့လူကြီးတွန့်သွားနာမည်မတူလဲအိမ်ကြပြောင်းခေါ်ရအောင်မှတ်သွားကြနာမည်တူလဲအန်ရတာမှတ်တော့တခါရိုက်မလို့ဒုတ်ကြီးနဲ့ပြေးတော့နင်းတော့ဒုတ်ကြီးနဲ့ပြေးလာမမိုးကဘာပြောတော့ကိုကရင်မိုးဒုတ်ကြီးနဲ့ရိုက်ကျိုးသွားမှာဒုတ်ကြီးလွှင့်ပြစ်တခါဓမ္မကြီးနဲ့ခုံပြေးတော့နင်းငါလေးကသားအသက်ဆိုပြီးဓမ္မကြီးနဲ့လားကိုကရင်တော်တတ်တဲ့ကျုပ်ဆဲကားပြန်သိရဲပါလေတော်သားလေးနဲ့ဘယ်နဲ့လုံးနေဓမ္မကြီးလွင့်ပြစ်တယ်မရလူနော်တေချာမှတ်တာကိုင်ကျုပ်ရှာရှည်သွားလိမ့်မယ်နိုင်ရလေးကြီးရသေးကိုင်ဆက်ကြပါအောင်ဆိုပြမရလူကြီးဆိုမရရှိအလုံးမဖြစ်မှာဆိုရင်အဝေးလှိခိုင်းဆရာကတော့ထွက်သွားဟေးငါတပည့်မင်းနဲ့ကွယ်ကတော့စရာပစ္စည်းမရှိလို့များကွယ်ငိုရသလားဟဲ့တိတ်ပါကွယ်တိတ်ကိုင်ငိုပါနဲ့ဆရာကိုကြော့ခြင်းနဲ့ဆိုရင်ပစ္စည်းရှိပါတယ်ကွဒါပေမဲ့လို့သူများတွေကြော့တဲ့ပစ္စည်းနဲ့မဟုတ်သူများထက်ထူးကဲတဲ့ပစ္စည်းနဲ့ဆရာကိုကြော့ပူဇော်နိုင်ပါမလားဟာဆရာကြီးခင်ဗျာဆရာကြီးကိုပူဇော်ရမယ်ဆိုရင်လေကျွန်တော်ရဲ့အသက်နှလုံးကိုထုတ်ပြီးတော့ပူဇော်ရကြော့ရအော်မင်းနဲ့ကွာအသက်နှလုံးထုတ်သေးမှာပေါ့ကွာသေးမှာပေါ့ကွာသူကအသက်နှလုံးထုတ်ပူဇော်မယ်အဲ့ဒါအားကြလို့လားမသိဘူးအမေအသက်နှလုံးကစကားပြောညာနားထောင်ခြင်းတာကျုပ်နော်ခင်းနဲ့သူကိုကြည့်တရားနာပရိသတ်ကြီးအသက်နှလုံးထုတ်ပြီးတော့ပူဇော်ရဆိုတော့အော်မင်းအသက်နှလုံးထုတ်သေးတော့မှာပေါ့ကွာဒီလိုမဟုတ်ဘူးကွာဟေးငါတပည့်ထူးဆန်းမြည်သူတွေမှမကတော့ရဲတဲ့မကတော့နိုင်တဲ့ပစ္စည်းနဲ့လက်ညှိုးတစ်ထောင်နဲ့ဆရာကတော့နိုင်မှာမလားဟဲ့ခင်ဗျာဆရာကြီးရဲ့ကျွန်တော်လက်ညှိုးကနှချောင်းပါလားအော်မင်းလက်ညှိုးဟုတ်တာပေါ့ကွာလူတွေရဲ့လက်ညှိုးရအောင်ယူပြီးမင်းပူဇော်နိုင်မလားဟဲ့ခင်ဗျာဟာဆရာကြီးကအလိုရှိတယ်ဆိုရင်လေဆရာကြီးကျွန်တော်ပူဇော်နိုင်တယ်ခင်ဗျာဟေးဒါဖြင့်တော့မင်းကိုဆရာပညာရည်အကုန်သင်ပေးအဲ့ဒီရင်အဟိန္ဒကဆရာကြီးရှ िख ိုးကတော့လို့မြေကြီးကဖနှောင်းနဲ့ပေါ့ဟေးငါဟေးအဟိန္ဒကဆိုပြီးတော့ခုံပေါက်ထွက်သွားပါရောဗျာနည်းနည်းစဉ်းစားနော်သွားပါရောဗျာနည်းနည်းစဉ်းစားနော်ဒါပဲကတော့ဆရာကိုပူဇော်မယ်ဆိုတဲ့တကယ်စေတနာဆရာကြီးကတော့ငမရကြာခိုတဲ့ကောင်ဆိုပြီးတော့လက်ညှိုးဖြတ်ရင်ဒီတိုင်းဖြတ်လို့မရသတ်ဖြတ်မှရမှာမသတ်ဖဲနဲ့ဖြတ်ရင်ဟိုကလည်းသွေးနဲ့ကိုသားနဲ့ကိုသူ့ခံကြီးမဟုတ်လူကိုတတ်မှလက်ညှိုးဖြတ်ရမယ်လူတွေဖန်လက်ညှိုးတွေဖြတ်သိအောင်တတ်နေတဲ့လူသက်ကောင်လူဆိုးကြီးဖြစ်မှာတော့မင်းရာဇဝဝေးပြေးလို့လွတ်နိုင်မှာမလားရာဇဝဝေးသင်ပြီးတော့သေရောဆိုပြီးတော့ခိုင်းလိုက်တဲ့ဆရာကြီးရဲ့အမှားစေတနာဒါကြောင့်တပည့်ကောင်းတော့လဲဆရာဆောင်းတာဗျဆရာကောင်းတော့လဲတပည့်ဆောင်းတာသည်သာသမီကောင်းတော့မိပါဆိုမိဘကောင်းတော့လဲသာသမီဆိုတာသည်မညီရအောင်လောကကြီးပြေးတာကြီးညီရလားမညီဘူးဗျလင်ကောင်းတော့မရဆိုမရကောင်းတော့လင်ဆိုတပည့်ကောင်းတော့ဆရာဆိုဆရာကောင်းတော့တပည့်ဆိုဒါကြောင့်တရားနာပိဋကကြီးမညီကြလို့ကြည့်လေအခုဆရာကြီးကတော့ရာဇဝပဲသင်သေးစေဟိုကတော့တကယ်ကတော့မဲထွက်သွားလိုက်တာပြုပြန်လာပြီဆရာကတော့ဟဲ့ဆရာကြီးဟေးဘာတော့မရခဲ့မရပါဘူးမရတဲ့ပြင်လေကျုပ်တော့မှអော်လိုက်သေးတယ်အေးမရရှိသေးတော့ကွာနေပေါင်းဆရာကြီးရဲ့ကောင်းလေးပဲသားတော့ကောင်းလေးဩမင်းမောင်လေးလားမိုက်လိုက်တဲ့ကလေးကွယ်
မင်းမပြန်လာအောင်ဆောင်အောင်လေငွေသွားအတောင်ခိုင်းနေအဆောင်ခိုင်းတာတောင်မဆောင်ဘူးအခုဆရာကြောစရာပစ္စည်းသွားရှာတယ်ဟင်သူဖေးသွားရှာမှာလို့မလမသိဘူးဓာကြီးတစ်ချောင်းထွက်လို့ဓာကြီးတစ်ချောင်းကိုင်များတော့မသိပါဘူးကြုတ်ပြောလို့ပါဓာကြီးအော်ဓာကြီးတစ်ချောင်းထွက်လို့အော်ဥစားရှာလို့မှားတဲ့ခါလည်းမှားပြီမပေါ့ဒါကြောင့်ကြုံမှားတယ်ပြင်မှာလို့ပြောတာခတ်တော့ပြောချင်တာနာယီကြီးဟောနေရစကားတွေလည်းမှားလို့ကန်ရှိစေတော့လေဓာကြီးတစ်ချောင်းကိုင်လို့ထွက်သွားတယ်ဒါကဘာလို့ဖို့တော့ဟောလေငါတို့ပဲရဲ့မင်းမသိတော့ပါဘူးဒီအလုပ်ကြီးမလုပ်နေလဲလို့တားတာမရဘူးလူတွေရဲ့လက်ညှိုးဖြတ်ပြီးတော့အဲ့ဒါလက်ညှိုးပေါင်း1000နဲ့ဖြတ်ပြီးငါကတော့မတဲ့ဟင်ဆရာကြီးမဟုတ်ပါဘူးသူ့စိတ်နဲ့သူ့ကိုဒီလိုသူ့အကြံရမယ်မဟုတ်ပါဘူးဆရာကြီးကရှေ့ဘေးလမ်းပြနဲ့ခိုင်းလိုက်လို့ तू မကောင်းတဲ့အကြံတွေကြမ်းမိပြီထင်ပါရဲ့ဟေးမဟုတ်ပါဘူးကွယ်မင်းငါအပြစ်တင်မနေပါနဲ့အိုးတင်းမတင်းကြောက်မဖြစ်ဘူးဒီကိစ္စလိုက်ပြီးတော့တားမှာတော်မယ်ဟေးမလိုက်နဲ့လိုက်မယ်ဟေးမလိုက်နဲ့လိုက်မယ်ဟေးမလိုက်နဲ့လိုက်တော့ပါဖြစ်ကြောက်တယ်ဟိုကလိုက်တော့ပါဖြစ်တွန့်သွားတော့နေကျောင်းတော့မလိုက်နဲ့ကျောင်းတော့လိုက်တော့တိမလိုက်ဘူးပေါ့ကွာကဲငါဘေးဖောက်ထွက်သွားမလိုက်ဘူးဟဲ့မောင်လေးအဟိရကမလုပ်လေနဲ့လူတတ်တဲ့အမှုကြီးသားရဲ့မင်းလူလက်ညှို့ဖြတ်တဲ့ဆိုတာတတ်မှရမှာကွယ်မတတ်ရင်ဘသူကအဖြတ်ခံမတော့အဘာလေးရာဇဝဝဲသိမ့်ပြီးတော့သေးစေလို့ဆိုပြီးမင်းကိုတမင်းသက်ဆရာကြီးခိုက်တာနဲ့တူရဲ့မတော်နဲ့မဖြတ်နဲ့မရပါဘူးကွာတစ်ချက်ထဲလှည့်ကြည့်မမခမရမလိုက်နဲ့တဲ့နင်တို့မမခဏလေးပြောချင်လို့ဆိုရက်ဆောင်အနန္တကလက်ဆွဲပေးတာပေးဘူးဒါပေမဲ့ကျုပ်ဆရာကတော့ကျင်လားပေါင်လေးတပြင်းကတော့စရာပစ္စည်းတွေပေါ်လာနဲ့အမလေးလည်းညို့ပေါ်တော့ထောင်ပေးမယ်လို့လုပ်လို့ရနိုင်မှာမတော့မရခဏကြီးရှုံးတယ်ကွာဆိုပြီးတော့လက်ကိုယုံလိုက်တော့ဆရာကတော့ရိုင်လဲသွားပြီဓာကြီးနဲ့ဟဲ့မောင်လေးအမလေးမင်းဘယ်လိုလုပ်လိုက်တာတော့မောင်လေးမမခိုင်းနေမြအဆအအရာရာမင်းဆောင်ရွက်ပေးပေမဲ့လို့အခုမမလဲသွားတာတောင်ထူပေါ်မရပါလားကွယ်ရေးတယ်ထူသင်သေးတာနော်ဟုတ်ဘူးမိမဆိုတာလဲသွားယောက်ျားထူမှကျင်တတ်ဖိုးကြီးတွေလည်းလဲသွားဖွားကြီးတွေပြစ်မထားနဲ့တက်ချင်းဆိုတိုက်ပေးရတာကိုဗျထူမှကြိုက်တာမထူဘူးဟောသွားပြီသွားတယ်တရားနာပြေးစားရေးဘာပြောကောင်းမလဲလူတွေဖမ်းလဲညိုးတွေဖြတ်သေးအောင်သားတစ်ပင်ကြီးပေါ်တက်လှဲက900သွားတယ်လားတစ်ပင်ကြီးပေါ်တက်ပြီးတော့တစ်ပင်ကြီးပေါ်ကစောင့်လဲတစည်းလဲအောက်ဝင်လာရောခုတ်ပေါ်ကာယခွာရကြအောင်ခုန်ချငါဟေးအဟိနကဆိုပြီးတော့အသက်တပ်ပြီးလဲညှို့ဖြတ်ဟာဟေးဟေးဟေးရှိဒီမေဘာကောင်ကြီးဟောကြလာလားလူကြလာတယ်ကိုဘာကောင်ကြီးလုံးဖြစ်ရဟေးကတော့တက်ကြီးနေကွာဟာရှိရတော့ဓာကြီးခုတ်ခါဟာတပ်ဟာဟေးကောင်ကြီးလဲတော့ပြန်မောင်းဒီတော့ချစ်တာငါနဲ့ကွာခုကားရင်ဖြစ်လို့လဲရင်တော့မနဲ့လှဲ့ပြန်မောင်းပြီးတော့ပြေးကြတာဒုံဆိုင်လို့ဒီဟဲတရားနာပြည်သားဒီလဲညှိုးနဲ့ချောင်းကြတော့ဟိုလှဲ့အုပ်ကြီးလိုက်ဟေးမောင်းဒီကောင်မင်းလေးလေးကွာဟိုကောင်ကြီးတော့လိုက်တာပါကြီးဟာကိုယ်ရောကာရာကြီးဖြစ်လို့သေးသူလွတ်နဲ့ဒီလိုလဲညှိုးလွဲဖြတ်ပြီးတော့လာလိုက်တာတောင်ဘိုးပေါ်တင်ထားလိုက်ပဲ1000ပြည့်မလို့ဟိုကောင်ချီသွားဒီကောင်ချီသွားဖြစ်ဖို့ဒီတိုင်းတော့တပင်ကွာကြတင်ထားအတောင်ရှိတဲ့တော်ဝါတွေရဲ့နှုတ်သီးကမလွတ်လက်ညှိုး1000ကမပြည့်နောက်150တယောက်ငါးတွေဘဟက်ကထိုးပြီးတော့ဆွဲလာတာမြင်တော့အကြံပေါ်တယ်ငါလည်းဒီလိုလုံးမှပြည့်ဒီလိုလုံးပြီးလည်းပဲလွယ်ဟာတာကောင်းဖြစ်ဘူးလက်ညှိုးတွေကျိုးနဲ့သီးပြီးတော့လည်းပဲလွယ်ထားအဲ့ဒီလိုလက်ညှိုးတွေလည်းပဲလွယ်ထားတော့အဟိန္ဒကဆိုတဲ့နာမည်ရင်းပြောက်လို့
တိုင်းပြည်ကပေးတဲ့အင်္ဂုလိမာလဆိုတဲ့နာမည်ကောက်ရတယ်လို့ပေါ်ခဲ့တိုင်းပြည်ကပေးတဲ့နာမည်နော်အင်္ဂုလိကလက်ညှိုးမာလကပန်းအင်္ဂုလိမာလဆိုတာလက်ညှိုးပန်းကုန်ကြီးလွယ်ထားတဲ့လူလို့သူ့နာမည်ဒီလိုပဲရသည်မှတ်ထားဘာဖြစ်လို့အင်္ဂုလိမာလခေါ်မှမသိပဲနေဦးအချို့ကအင်္ဂုလိမာလဆိုတော့ဘာတော့နဲ့ဖြေတဲ့လူကလည်းဖြေတယ်ဦးအင်္ဂုလိမာလဆိုရင်အင်္ဂုလိမာလကိုယ့်လိုကာလာကြီးလက်ညှိုးပန်းလွယ်ထားတဲ့လူကြီးတွေမှတ်ထားကြဒီလိုနဲ့တရားနာပေးသားရေဖြတ်လိုက်တဲ့လက်ညှိုးတွေညနေတိုင်းကြပါလားဆိုမှဖြင့်ရွာကြီးကြီးသူဝင်စုတွေလုံအောင်ပိတ်မအိပ်ရဲကြစောင့်ကြတော့လဲပဲတရားနာပေးသားအင်္ဂုလိမာလဖမ်းမယ်ဆိုတဲ့စိတ်နဲ့ဘယ်သူမှမဆောင်ရဲလာတာမြင်လို့ရှိရင်ကိုယ်အိမ်ကကလေးတွေပုံမို့ရှိုးဖို့ခိုင်းမယ်ပြေးဖို့ကြံမယ်သူတို့ကြံတာပဲကြံလိုက်လူသားကောင်အင်္ဂုလိမာလကြီးဘယ်သူမှဖမ်းမယ်လို့မကြံရဲသူဝင်လာပါလားလို့ဆိုမှဖြင့်ရွာထဲကလူတွေအကုန်လန့်လို့ဟောလာနေပြီလာကြဟဲ့ဒီခါလို့အင်္ဂုလိမာလလူသားကောင်ကြီးလာပါဟဲ့လို့ကိုကလေးလေးတွေကိုကွေးတချို့ကိုမရလက်ကိုဆွဲတချို့ကိုလင်းလက်ကိုဆွဲတချို့လက်ကိုကရအဆွဲတွေပါလိမှားကုန်တော့ဗောဗျာဟုတ်ဘူးလူတွေပါလိကိုမှားဆွဲကုန်တာဟိုလူကမှားဆွဲတော့ဒီလူကမှားဆွဲတော့ဟေးဟုတ်ပေါင်းလေကိုကရတယ်တေချင်းဆိုငါလို့အဲ့ဒါမှားဆွဲပြေးရတာကိုပိဿရဲ့ဒါကြောင့်တရားနာပိဿကြီးအဲ့ဒါလို့ပြေးကြတော့သူကရွာထဲကိုဝင်တွေ့တဲ့လူကိုဖျားလက်ညှိုးကားများရှင်းအောင်လွယ်ပြင်းရတာခဏတွေ့တဲ့လူလက်ညှိုးဖြတ်သိအောင်သားငါဟဲ့အင်္ဂုလိမာလငါဟဲ့အင်္ဂုလိမာလငါဟဲ့အင်္ဂုလိမာလဆိုပြီးဝင်းလာတဲ့ကပြေးကြတာတရားနာပိဿလွတ်တဲ့လူသေးလူသေးလက်ညှိုးလေးတွေရတော့ဖြတ်ပြီးယူသွားသူပြန်ထွက်ပုံရရှိုးရကနေပြီးတော့ဟဲ့ပါတို့တမီးတို့အဖေအမေမောင်လေးညီမလေးနဲ့လူစုံအောင်ရှာဟဲ့ငါသားလေးခုတည်းချင်းမတွေ့သေးဘူးဟောတွေ့ပြီလူကလေးမလေးလည်းညို့နဲ့ချောင်ပြက်ပြီးတော့ငါသားကြီးအသက်မရှိတော့ပါဘူးငါသမီးကိုတတ်သွားပြီငါဖေကိုတတ်သွားပြီငါအမေကိုတတ်သွားပြီနဲ့တချို့အဖွားကြီးတွေကြတော့လေဟာတော့တဲ့ချင်းတော့အင်္ဂုလိမာလအဖွားကြီးတွေကိုကွာအဖိုးကြီးလဲနေတာတွေ့လို့အသက်ကြီးတဲ့လူသားရင်ထင်ကံကြီးထိုက်တယ်လေမယ်ဖိုးကြီးအဖိုးကြီးအမေရင်ကြောက်ကြလို့နဲ့နေဖွားကြီးငိုးကုန်တာရိုးသွားကြပါစို့ဗျာဒါကြာရင်ကျုပ်ပါးတွေရွက်ကုန်ပါဆိုရအဖိုးကြီးတွေသေးတချို့ဖွားကြီးတွေသေးဒီလိုနဲ့ဖြတ်သွားလိုက်တာတရားနာပိဿကြီးတိုင်းပြေစုလို့ညမ်းလို့ဒီထဲတရားနာပိဿကြီးဟောကျွတ်တို့ကောသလမင်းကလည်းတိုင်းပြေစူးစူးညံ့ညံ့ကြလို့မူကြီးမရသေနာပတိများမွေးကြည့်လိုက်တော့မှန်လားပါဗျာတိုင်းပြေစူးညံ့နေတဲ့ကိစ္စဟာလူတွေဖန်လက်တွေဖြတ်သေးအောင်တတ်နေတဲ့အင်္ဂုလိမာလလူသားကောင်ကြီးကြောင့်တိုင်းပြေဟာပုံညာရှိုးကြပြေးကြလွှားကြစူးညံ့နေကြောင်းပါဗျာယခုရွှေနေတော့ပေါက်ကြအောင်ဝမ်းပြီးတော့တော်ဥတင်ရတယ်အတန်နေပါဗျာအော်အင်္ဂုလိမာလဟဲ့စစ်တိအင်္ဂါလေးပါဆင်လူသားကောင်တယောက်ကိုတိုင်းပြည်အုပ်ချုပ်တဲ့ငါဘယင်ငါမဖမ်းနိုင်လောက်အောင်ဖြစ်ရမလားငါကိုယ်တိုင်ထွက်ကောတလစစ်တပ်ဘယ်တော့ညတော့ဖြန်းဖမ်းမယ်ဒီကောင်ကြီးတိုင်းပြည်နေစတဲ့လူသားကောင်ကြီးဖမ်းရလို့ဟဲ့ဝိုင်းရလို့ထွက်ကြအန္တကပုံနာကြီးကလည်းတရားနာပရိသတ်ကြီးလက်မြောက်ချီမြောက်နဲ့အိမ်ပြောင်းဝင်လာသူ့ဖေအန္တကပုံနာကြီးကသေပစေကြီးကကောသလကဝိုင်းပြီးစစ်တပ်နဲ့သေပစေတလောက်ဆိုးတဲ့ကဘယ်နဲ့ဗျာလူစိုးတစ်ခုလူသားကောင်ရဲ့အဖေလူငါအခေါ်မခံရင်တဲ့ကိစ္စတက်ကတူပို့တော့လေဇာတိကမဖြောင်းသူ့နဲ့ခတ်ကြီးနဲ့ဘယ်ဖြောင်းမလဲလေနဲ့ခတ်ကပါလာတဲ့ကောင်ကိုသေပစေဒီကောင်ရရသေးပါအေးချိန်သေးလာတော့ပုံလေးမကြီးက
မန္တန်ဒီပုံလေးမှကြီးကပုံနာကြီးတော့တယောက်တည်းဘယ်သူနဲ့ရဖြစ်လားဟေးဘယ်သူနဲ့ရဖြစ်ရမလဲကွာတိုင်းပြည်မှာအင်္ဂုလိမာလာကြီးလူတွေဖမ်းလက်တွေဖြတ်သေအောင်သတ်လို့ဒီကောင်ကြီးမြန်မြန်သေးပါစေငါကြိတ်သေးတယ်ဟုတ်တယ်ပုံနာကြီးရဲ့ကျုပ်လဲကြိတ်သေးတာပဲမင်းကြက်ကြိတ်သေးဘာကျလို့တော့ပုံနာကြီးဟေးဘာကျလို့ရမလဲကွာအင်္ဂုလိမာလာဆိုတာတခြားမှတ်တယ်မင်းသားဟိနကဗျဟေးပုံနာကြီးတော်ရလို့ပြောလိုက်တာတော့ဟုတ်ပါဘူးကျုပ်သားလေးတက်ကတူပညာသင်ပို့ထားတယ်မဟုတ်လားအေးလေဒီပညာလေးတက်လာမှမသိပဲနဲ့အခုလူတွေဖမ်းလက်တွေဖြတ်သေးအောင်တတ်နေတယ်ကွာဟုတ်ပါဘူးတော့ကျုပ်သားကအဟိနကအခုအင်္ဂုလိမာလာဆိုမိဘပေးတဲ့နာမည်ကိုဘယ်လိုပြစ်တယ်မသိဘူးဟာမိုက်ကကောင်လက်ရုပ်ပန်းကုန်ကြီးလွယ်ထားလို့တိုင်းပြည်ကပေးတဲ့အင်္ဂုလိမာလာဆိုတဲ့နာမည်ကြီးရနေတာဟေးမလေးဒီလိုဆိုရင်ကျုပ်သားတွေဒုက္ခဖြစ်တော့မှာပဲဒုက္ခဖြစ်တာမဖြစ်တာမှထားဝိုင်းနေပြီကောသလစစ်တပ်ကဒီကောင်ဒုက္ခဖြစ်တော့မယ်ဖြစ်ပါစေကွာမဟုတ်ဘူးလေပုံနာကြီးတော့ပဲလို့ပြောလိုက်တာတော့ကျုပ်သားလေးလူသားကောင်ကြီးဆိုတော့ဘသူကထမင်းကြွေးကြပါမတော့ဘသူကသူ့အကခံကြပါမတော့ရေလေးတစ်ပေါက်မှတထိုင်ရစားမတည့်ရလောက်အောင်ဒီအလုပ်ကြီးလုပ်နေလို့ကျုပ်သားလေးပါတွေစပြီးတော့ဘယ်နေဘယ်အိပ်ပါလိမ့်မတော့ပုံနာကြီးကျုပ်သားလေးထဲကျုပ်လိုက်ပြီးတော့ထမင်းပို့မယ်ပုံနာကြီးရဲ့ဟေးမပို့နဲ့အစိတ်ပင်ရေလောက်လူမိုက်ဆိုတာမြန်မြန်သေးမှအေးဘာကောင်းနဲ့မဖြေဘူးကျုပ်သွားမယ်ကျုပ်လိုက်မယ်ပုံနာကြီးရဲ့ထမင်းအောင်လေးနဲ့လိုက်ကြည့်အခုတရားနာပြိဿကြီးအမေလို့သူကလည်းထမင်းအောင်လေးရွက်လို့သားလို့သူကလည်းဒီကနေ့လက်ညှိုးပေါင်း1000ပြည့်မှာ1000နဲ့လိုတဲ့နေ့အဖေတွေ့လည်းမရှောင်အမေတွေ့လည်းမရှောင်ဘလို့လက်ညှိုးဖြစ်လူသားမှန်သမျှတွေ့ရင်ငါလက်ညှိုးဖြတ်မယ်ဒီတိုင်းကြုံရတာအဋိဋ္ဌံထားတဲ့နေ့ဝိုင်းလိုက်တာကောသလစစ်တီတော်တွေကလည်းဝိုင်းဟေးဝိုင်းဟာဆိုပြီးတော့အင်္ဂုလိမာလာလူသားကောင်းကြီးဝိုင်းပြီးတရားနာပိဋကဝိုင်းမလားပိဋကကြီးဝိုင်းပြီးပြုတ်အဲ့ဒါလိုဝိုင်းထားတော့လေအမေလို့သူကဟောကြားရတဲ့လူကလေးရဲ့သူ့သားလည်းမမြင်သေးဘူးသားတွေ့ကျင်လို့လာရင်နဲ့သားအမေမျက်စိမုံပါပြီသားရဲ့ငါသားရဲ့အမေကိုမြင်ရလှမ်းပြီးတော့ခေါ်လိုက်သားရဲ့နဲ့ထမင်းတောင်းကလေးနဲ့သွားလိုက်တဲ့အင်္ဂုလိမာလာကြီးရက်နေတာတွေ့မုတ်စိတ်တွေပမြိုင်းနေနဲ့ဆိုတော့မှတ်မိတော့ဘူးဘောလေသူ့သားမှလည်းသူမသိတော့ဘူးပေါ့ဟောငါသားလေးထံသွားတာလမ်းဘယ်လိုကောင်းကြီးနဲ့တွေ့နေပါလိမ့်မတော့သားမှမသိဘယ်လိုကောင်းကြီးပါလိမ့်မတော့ငါသူ့ကိုယ်ရှောင်ပြီးငါသားထံရောက်အောင်သွားမယ်လေသားမှမသိလို့ကိုယ်အရှောင်လိုက်ဟိုကလည်းအဋိဋ္ဌံထားတဲ့နေဆရာကတော့ပစ္စည်းလက်ညှိုးတစ်ချောင်းနဲ့လူတော့ငါဟေးအင်္ဂုလိမာလာရေကြီးဖလောက်နဲ့ပေါက်ပြီးခုန်လိုက်ဟေးဟောအိုးဘာကောင်ကြီးတို့အောင်မိတာလက်ဆက်တတ်တော့တာရဲ့မဖြစ်နေပါဘူးလားတာရဲ့လူကလေးအဟိနကငါသားထမင်းစားရအောင်အမေလာပို့တယ်ထမင်းမြည်လို့မမှတ်မိပါဘူးမလားတာရဲ့လာလေးလူကလေးထမင်းစားရအောင်လာထမင်းနောင်ကလေးခေါင်းပေါ်ကလက်နှစ်ဖက်နဲ့ယူပြီးချမလို့ရင်ပတ်လောက်အရောက်ငါဟဲ့ထိုးပြီးလိုက်ဟေးဟောဖယားအမေကိုလိုက်တယ်လူကလေးမင်းအမေကိုလိုက်ကြည့်တာလားသားရဲ့ပြေးရင်တရားနာပြေးတိုင်းကစင်းခလုတ်တိုက်လေဟောတော့ကုန်ပါပြီပါမင်းအတွက်ခူလာတဲ့ထမင်းတွေမရှိတော့ဘူးသားရဲ့အမေပေါ်ရန်ကအမိုက်တွေဖုံနေခဲတွေလွတ်တာလေးကြုံကျွေးမယ်လာသားလက်ခုပ်ကလေးနဲ့ကြုံဒူးကလေးထောက်သားလာလေဆရာအောင်လေးသားရဲ့ကိုတတ်မလို့လိုက်နေတာနော်မိခင်ဟဲ့ငါညီညာနှမများ
မိခင်ရမေတ္တာသိကြီးမှသနော်လာလေတာရဲ့ဆန်းရအောင်လို့ခေါ်ပေမယ်လို့လိုက်ပြန်တော့လဲတခါပြေးရရှင်ကလေးမလို့တာရဲ့လူသားကောင်းကြီးအမေကိုတောင်းတတ်မလို့မိုက်တဲ့သားပါလားမလေးစမ်းပါအိုးအမေတို့တက်ကတူတိုက်ပြေကိုပို့လို့မင်းရဲ့ဇာကြောင့်ပြန်စဉ်းစားလိုက်စမ်းသားရဲ့တက်ကတူကျောင်းသားကြီးဆိုအားရပညာဆုံးလေးဆိုရပြန်လာလိမ့်မယ်လို့ထင်တာလူကလေးမင်းလူသားတဲ့ပညာတွေဘယ်လိုကသင်ပေးလို့တက်လာသလားသားရဲ့ဘယ်လိုသင်ပေးလို့ဒီပညာတွေတက်တယ်လေသားရဲ့သားရဲ့အရင်တော့ကမင်းမျက်နှာလေးရွှေစင်းကဆိုဝင်းလို့အမေမျောခဲ့ပါရဲ့ငါသားကြီးစောတော့ကမြပေါ်လာလို့ရှိရင်ဒီလိုဖြစ်ရမယ်မဟုတ်ပါဘူးအမေမျောတော့ကတော့မပေါ်ပဲနဲ့အမလေးလာပဲတော့လူသောကောင်းကြီးပေါ်တယ်အမေကိုတောင်းလိုက်တဲ့သားပါလားပြန်ပြီးတော့စဉ်းစားလိုက်ပါဦးသားရဲ့လို့သားရတဲ့နိုင်လေးမရတဲ့ပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့သားရဲ့လူလေးမကြီးခစ်ပြရကြကြီးဘဝနဲ့တက်ကတော်ကြောင့်ကပြန်လာမယ်ထင်တာအခုတော့အမလေးအမေမျောတော့ကတော့ပေါ်မလာပဲနဲ့လူသားကောင်းကြီးဘဝနဲ့မင်းပေါ်လာတော့လားသားရဲ့သားရတဲ့နိုင်လေးမရတဲ့ပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့ပြေကျော်ပြီးအောင်အစင်ဆိုးလိုက်တာကသားရဲ့လူလေးနကဟမမင်းအခုတော့ဖြင့်အမေကျွေး၍သိရတော့မှာပါကလာအမေကျွေး၍သိရတော့မှာပါငိုတာဗျာဟုတ်လားငိုတာကတော့မိန်းမကြီးကျုပ်ကယောက်ျားသားဖြစ်မိန်းမသားဆိုတော့တွန့်နဲ့တက်နဲ့ကူရှာရှည်တယ်လည်းမဟုတ်ဘူးနည်းနည်းရှည်ပြလိုက်ရအောင်မိန်းမသားဆိုရင်လေတင်ရတော့မှာအမေဒီတိုင်းသွားမှာကူကဲရှည်တယ်လို့တော့အောက်မိတော့ကြည့်တရားနာဖေးစားရေငိုပြီဟိုကငိုပဲမလို့တန်းလို့သူကအမေကိုလိုက်ဒီထဲကောသလကလည်းတရားနာပြိတ္တာဘယ်တော့ညလုံးဖြန့်လို့ဝိုင်းလိုက်တာအင်္ဂုလိမာလာကြီးဝိုင်းတာဝိုင်းဟဲဝိုင်းဟာလို့ကောသလရှင်မရဲ့စစ်တပ်ကတိုင်ပြေဒုက္ခပေးတဲ့လူဆိုးကြီးဖမ်းမလို့អော်လိုက်တော့ဟောကြရလားသားရဲ့ဝိုင်းကုန်ပြီလူကလေးရဲ့တိုင်တုံအောင်ဆိုကြလို့ပူပူရအမေရတဲ့ကမအေးလိုက်တာကပေကွက်အေးကိုတခါမြေပဲရာဇာအရှင်ကိုတလဖေးကိုလားတာရဲ့မောင်ရဲ့ဟိရကမမင်းဟောရီတော်ကပြေး၍လွတ်နိုင်ပါမည်လာငါသားကြီးပြေး၍လွတ်နိုင်ပါပြီလာဆိုပြီးငိုတာပါပဲဗျာငိုတော့တရားနာပရိသတ်ရေအမေအလိုက်မစဲသေးဘူးသူကပြီးထဲကျွတ်တို့သုံးတော်ကထွတ်ထားနာပြည်ညမြတ်စွာဘုရားကိုတော်မြတ်ကြီးကလည်းရွှေညာတော်ကိုရဲ့ဖြန့်ကျက်ကြည့်လူမိုက်ကြီးညာတော်တွင်သက်ဆင်းလာတော့အင်္ဂုလိမာလာလူတွေဖမ်းလက်တွေဖြတ်သေးအောင်တတ်လူမိုက်ကြီးလမ်းမဆုံးရှာသေးပဲကိုငါဖယားကြွရင်ဖြစ်သူရဲ့ဥပနိပြရှိမရှိကြည့်လိုက်တော့ဒီကနေ့ဘင်လျင်အေဟိဘိက္ခုယဟန္တာဖြစ်မှာမြင်တော်မူသဖြင့်ဘုရားကိုယ်တော်နဲ့ကြွလာရောဘုရားကိုယ်တော်မြတ်ကြွလာတာကတရားနာပြိဿရေယဟန်ကြီးအောင်ဖန်ဆင်းပြီးတော့ကြွလာယဟန်ကြီးအောင်ဖန်ဆင်းပြီးသပိတ်ကြီးပိုက်ပြီးတော့ကြွလာအမင်းနဲ့သားရဲ့ကြားထဲကဘုရားဖြတ်ကြွပြိဿကြီးဟိုအရေးကြီးတော့ပါတဲ့သွေးနီးမှာဘုရားကိုယ်တော်မြတ်လည်းယဟန်ကြီးအောင်ဆောင်ပြီးကြွလာရောအရေးကြီးသွေးနီးမှာဆိုတဲ့စကားလို့အမေဆိုတဲ့သွေးကလေးကတိတာမျိုးတော်ပြီအမေလည်းညုံမဖြတ်ဘူးအမေလွတ်စီတော့အမေလည်းညုံငါမဖြတ်တော့ဘူး
ဟောဒီဂျားလေးကဖြတ်လာတဲ့ရဟန်းကြီးလည်းညုံငါဖြတ်ရဟန်းကြီးလည်းညုံငါဖြတ်မယ်မပြေးနဲ့ဘုရားလိုက်မပြေးနဲ့ဆိုပြီးလိုက်ပြေးပါအောင်ဘုရားတလှမ်းရင်မကြွတလှမ်းရင်ကြွတာကိုသူကနောက်ကလိုက်မိဘူးပြေးသားကြီးဘုရားတလှမ်းရင်ကြွတာကိုမိဘူးနော်ဘယ်မိမလဲသူခြေထောက်ကနောက်ပြန်ရောက်ကျွတ်တို့ပွဲတွေကလူရက်တွေပလိတ်လုတ်ပြီးတော့လူစိုးလိုက်တယ်လို့ပေါ့ဇက်ခုံကကျင်းတာအဟုတ်လိုက်လေထိုးကြသေးကုန်မှဆိုတော့နောက်ပြန်နင်းနေရအခုသူခြေထောက်လည်းဒီလိုဖြစ်နေတကောပြိဿရဲ့ခြေထောက်ကနောက်ပြန်ရောက်ဒါပေမဲ့လို့သူပြေးနေတာကိုဖျားပြေးတဲ့ထင်သုံးလူစနာခရီးကိုတဟုန်ဒီပြေးနိုင်တဲ့အင်္ဂုလိမာလာဖျားတလန်းချင်းကြွတာမမိဘူးအဖေတော့သူကဘာပြောချွေးရည်တန်နေများထွဲဖျားတလန်းချင်းကြွအိုးရဟန်းကြီးပြေးသေးရမှာကြောက်သလားဘယ်နေကြောင့်တလောက်ပြေးနေရတာတို့ဖျားကိုကြောက်သလားတဲ့ဒီတော့ဘုရားကိုတော်မြတ်ကဘယ်လိုမိန့်တော်မူပါလဲခြေသားအင်္ဂုလိမာလာငါဘုရားမပြေးတင်သာပြေးတော်သည်ဟဲ့ငါဘုရားမပြေးပါဘူးကွ